အားလုံးပဲမင်္ဂလာပါရှင်စိတ်ထောစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်ကြောင်းလေးကတော့နေတိုးဆက်ကားပြတဲ့ချင်းရုပ်ရှင်ရုံထဲမှာအခုလိုလူသိရှင်ကြားရဖြစ်လို့နာမည်ကြီးနေတဲ့အမျိုးသမီးနှစ်ယောက်ရဲ့ကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရိသက်ကြီးရှင်မြင့်လက်တက်ပေမဲ့ရေစီးကျန်းဆိုတဲ့ဆက်ကားကြီးကရုံမတီကလေးကနာမည်နဲ့လိုက်အောင်တကယ်ကိုပွင့်ဆန်းခဲ့တာလည်းဖြစ်ပါတယ်အကယ်ဒမီနေတို့ဗီတာမင်တို့လိုမျိုးထိတ်တန့်မင်းသားတွေပါဝင်ထားတဲ့ဒီဆက်ကားရဲ့ပရီမီယံရှိုးမှာရုပ်ရှင်ရုံထဲအထိအကြီးကျယ်ရန်ပြခဲ့ကြတဲ့အမျိုးသမီးနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်ကအခုဆိုရင်တော့ဆိုရှယ်မီဒီယာထက်မှာဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။ရန်ပွဲမှာပါဝင်ခဲ့တဲ့မော်ဒယ်တီတီယာကတော့ဒီဆက်ကားထဲကကလေးသရုပ်ဆောင်တွေရဲ့အတော်ဆက်သူဖြစ်သလို VIP ဖိတ်ကြားချက်နဲ့လာရသူတယောက်လည်းဖြစ်ပါတယ်။သူမရှင်ပြချက်အရဆိုရင်သူမမှာခုံနမအသေးချပါတဲ့ VIP လက်မှတ်ရှိပါတယ်။ဒါပေမဲ့ရုံထဲရောက်တဲ့အခါမှာသူမရဲ့ခုံမှာတခြားမျိုးသမီးတယောက်အတင်းဝင်ထိုင်နေတာကိုတော့တွေ့ရပါတယ်ရှင်။အေးစစ်စစ်ဖယ်ခိုင်းပေမဲ့တစ်ဖက်ကမဖယ်ပေးတဲ့အပြင်ရရိုင်းဆိုင်ဆိုင်ပြန်လည်တုံ့ပြန်ခဲ့တာကြောင့်သူမအနေနဲ့လည်းသိမခံနိုင်ပဲအခုလိုပွင့်ချက်ခဲ့တယ်လို့ဆိုပါတယ်။ကိုနေရာကိုပြန်တောင်းတော့မာသလားဆိုတာကတော့တီတီယာဘက်ကမင်းကုန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။တီတီယာကသူ့အနေနဲ့ဒီပွဲအတွက်အထူးတလဲလှလှပပပြင်ဆင်ခဲ့ကြတာဖြစ်သလိုအခုလိုမျိုးပုံပြက်ပန်းပြက်ရံမဖြစ်ချင်ခဲ့ပါဘူးဆိုတော့ပါတယ်။ဒါပေမဲ့တစ်ဖက်အမျိုးသမီးကသူမကိုအော်ဟစ်ဆဲဆိုခဲ့တဲ့ပြင်ရွေချက်ရှိဗီဒီယိုရိုက်ပြီးတော့အဆက်ခွဲစူးစမ်းခဲ့တာကြောင့်ဂုံတိတ်ခါအတွက်ဖြစ်ချင်းလာခဲ့တာလည်းဖြစ်ပါတယ်ရှင်။တစ်ဖက်မှာဒီလိုဖြစ်ရတာကပွဲစီစဉ်မှုအပိုင်းကအားနည်းချက်တွေပါ။ဒီပွဲမှာလက်မှတ်တွေကိုအခမဲ့ပေးဝေခဲ့တာကြောင့်လူအုပ်ကြီးကထိမ့်နိုင်သိမ်းမရဖြစ်ခဲ့တာပါ။အဲ့ဒီကြားထဲမှာလူတချို့ကလက်မှတ်အထုတွေလုပ်ပြီးတော့ဝင်လာခဲ့တာပါ။ခုံနေရာတွေကိုစောစောစစ်စစ်ဦးထားတာတွေကြောင့်တကယ် VIP တွေဧည့်သည်တွေနဲ့ပြဿနာတက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။